future 5ချက်တည်ရုံနဲ့ဒီကနေ့စေုံကြောက်ဒီလေဒီငါဟုတ်ပါတယ်5ချက်ပါပဲကဲပါရလဲကြည့်လိုက်ကြတော့ဒီနေ့ဒီချရနေမှာဆိုတော့ဒီလိုနဲ့ line ညောင်းချနေတာရေးကြည့်ပါရယ်ဒီချရတော့ရင်အဲ့ဒီအခြေခံကိုအများကြီးလုပ်ရမယ်ဒီရလေရေးကြည့်ရတယ်မှာပါတယ်ဒီချလွယ်ရင်တော့ဆင်းတယ်学呀，然后过了对累了，我不能累了，然后过了那个经济，我去了呀嘞，去了呀嘞，上学了呀，老呀，然后过了，S2 呢，once所以是 S2 我还有S2还有就我专攻啊嘞，中等的我嘞，我就帮了嘞，那个嘞，别人嘞呀嘞，包嘞呀嘞。7 နဲ့ဝင်ပြီး play horizon ဆိုရင်ပြန်လာလိုက်တာ play party လေးဆိုရင်ဘောနဲ့ဒါလည်းဘာလို့ဒီမှာလမ်းတော့ဒီမှာလည်းကြာလို့ပြန်လိုက်တာလည်းဘာလို့ဒီမှာကိုတော့ effect ကတော့ကျွန်တော် effect ထည့်ရလဲအရေးကြီးပါတယ်ဒီ video လေးမှာကျွန်တော် effect အကြောင်းကိုရှင်းရလိုက်လို့ဆိုရင် video ရှင်းတော့မှာဆိုလို့effect အကြောင်းကိုရှင်းရလို့ video ရှင်းတော့မှာဆိုလို့နောက် video မှာကျွန်တော် effect တွေအကြောင်းရှင်းရပုံရှင်းပါတယ်ဒီကျွန်တော်တို့ဒါevery minute လေးလိုပြရတယ်ပြောပါတယ် okay effect တွေကတော့သုံးတိုင်းတော့အတဲ့ပုံကောင်းထတာပေါ့ဆုံးကတော့အဲ့ဒီဟို idea ပါလို့တရားကိုဒီမှာညအဲ့ဒီကိုအရင်လေးလာမယ်လေးလာပြီးတော့ခုခေတ်မှာတော့လေးလာရတဲ့နေရာတွေကပုံမြန်လေးလာတော့ဆိုရင်ဖြည်းဖြည်းချင်းအဲ့ဒီနာဆိုတော့ဘောလေးကိုချက်ပြီးပြလေးလာနေတဲ့တော့မှာဒီပါပဲဆိုတော့ပေါ်ပြီးစိုက်တော့ပုံလေးဒီကိုပဲကြောင်းနေတာလေ Yeah I was down but now I'm လေးလာပြီးတော့ကိုယ်လည်းတော့ဒါသုံးချတဲ့ပုံတွေပါတယ်ချိုးရလေးလာကြတယ်လေးလာပြီးတော့ချရတယ်ဒီလိုမှမနေလေးလာမယ်ကိုယ်လည်းလုပ်မယ်လို့လို့ဆိုတော့အဲ့ဒီဆိုတာခက်တဲ့ပုံပုံဒီကိုဆိုTelegram channel လေးကိုတွားပြီးတော့ channel လေးကို join ပေးကြပါဦးအဲ့မှာ brother တို့လိုချင်တဲ့ UCA diamond တွေကိုရပါတယ်ဖြစ်ပါတယ် okay ဒါဆိုကျွန်တော်တို့ဖြည်းဖြည်းချင်းပဲကျွန်တော်တို့အဲ့ဒီကိုလေ့လာမယ်ပြီးတော့ကိုယ်တိုင်လုပ်မယ်ပြီးတော့အခြားဗီဒီယိုလည်းကြည့်မယ်ကျွန်တော်နောက်ဗီဒီယိုမှာလည်း effect တွေချောင်းကိုတေချာရှင်းလင်းပြီးတော့တင်ပေးထားမယ် okay ဒီနောက် tutorial တွေလည်းအများကြီးလုပ်ပေးဖို့အစီအစဉ်ရှိရယ် brother တို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးထားဖို့မျှော်လင့်ပါတယ် okay see you guys